အဲ့ဒါကတော့ကျွန်တော်တို့အားလုံးသိကြတဲ့အတိုင်းနှလုံးယောဂတွေကကမ္ဘာတဝန်းမှာလူသေဆုံးမှုအများဆုံးဖြစ်နေတဲ့ယောဂတွေပါဒါကြောင့်ကာကွယ်နိုင်ခြင်းကဆေးကုသမှုထက်ပိုကောင်းပါတယ်ကာကွယ်ရေးကျန်းမာရေးစစ်ဆေးမှုတွေကနှလုံးယောဂတွေကိုလျှော့ချနိုင်စေပြီးအနေရကြီးတဲ့အကျိုးဆက်တွေကိုလည်းကာကွယ်နိုင်ပါတယ်ဒါကြောင့်ကာကွယ်ရေးကျန်းမာရေးစစ်ဆေးမှုတွေကိုအသက်ငယ်စဉ်ကတည်းကစတင်တင်ပါတယ်အသက်လယ်ပိုင်းမှာမစတင်တင်ပါဘူးအသက်ကြီးမှလည်းမစတင်တင်ပါဘူးအများအားဖြင့်နှလုံးယောဂအတွက်အနေရရှိစေတဲ့အကြောင်းရင်းတွေကတော့စီးချိုယောဂသွေးပေါင်မြင့်ယောဂနဲ့အခြားသောအနေရရှိစေတဲ့အကြောင်းရင်းတွေဥပမာဆလိပ်တောက်ခြင်းကျန်းမာရေးမကောင်းတဲ့အစားအစာစားသုံးပုံစံတွေပါဒီအရာတွေကိုလည်းရှော့ချတင်ပါတယ်ပြီးတော့သွေးပေါင်တိုင်းတာခြင်းလိုမျိုးကျန်းမာရေးစစ်ဆေးမှုတွေကိုလည်းအသက်18နှစ်လောက်မှာစတင်တင်ပါတယ်အဲ့ဒီအချိန်မှာတင်ကိုရင်ရှိနိုင်တဲ့အဆီဓာတ်ကိုလက်စထရောအဆင့်မမှန်တာတွေကိုပါစတင်စစ်ဆေးနိုင်ပါတယ်ဒါအပြင်ဒီအချက်လက်တွေကိုအခြေခံပြီးတပြိုင်နက်တည်းမှာပဲစီးချိုယောဂအတွက်လည်းစစ်ဆေးနိုင်ပါတယ်ဒါဆိုရင်ပထမဆုံးရလာတဲ့စစ်ဆေးမှုရလဒ်တွေကိုအခြေခံပြီးနောက်ထပ်လာရောက်စစ်ဆေးရမယ့်အချိန်တွေနောက်ထပ်စစ်ဆေးမှုတွေကိုစီစဉ်နိုင်ပါတယ်ပုံမှန်လူနာတွေအတွက်ပထမဆုံးရလဒ်တွေကတမန်ဖြစ်နေတဲ့ဆိုရင်နောက်ထပ်3နှစ်ကနေ9နှစ်အတွင်းပြန်စစ်ဆေးဖို့အချိန်သတ်မှတ်နိုင်ပါတယ်ဒါပေမဲ့ဘာမှမမှန်ဘူးဆိုရင်တော့ဒီအချက်လက်တွေကိုနိကတ်စွာစောင့်ကြည့်စစ်ဆေးဖို့လိုအပ်နိုင်ပါတယ်အဲ့ဒါတွေကိုလည်းထိန်းချုပ်ထားတင်ပါတယ်တင်မှာသွေးပေါင်မြင့်ရှိတယ်ဆိုရင်သွေးပေါင်ချိန်ကိုတာမန်အတိုင်းထိန်းသိမ်းထားဖို့လိုအပ်ပါတယ်တင်မှာကိုလက်စထရောမြင့်တက်နေရဆိုရင်တော့အစားအစာထိန်းသိမ်းခြင်းသို့မဟုတ်ဆေးဝါးသုံးစွဲခြင်းနဲ့ထိန်းချုပ်ဖို့လိုပါတယ်တင်မှာစီးချိုရှိရဲဆိုရင်လည်းဆေးဝါးနဲ့အစားအစာကိုမှန်မှန်ကန်ကန်ထိန်းသိမ်းဖို့လိုအပ်ပါတယ်အားကြောင့်ဒီအနေနဲ့ကျန်းမာရေးစစ်ဆေးမှုအပြည့်အစုံတွေကကာကွယ်ရေးအတွက်အထောက်အကူဖြစ်ပါတယ်ကျန်းမာရေးစစ်ဆေးမှုတွေကိုပြုလုပ်ခြင်းကမိမိကျန်းမာရေးအခြေအနေကိုပုံမိုသိရှိစေပြီးယောဂတွေကိုစောင့်ကြည့်ကာကွယ်နိုင်စေပါတယ်ဒါကြောင့်လူတိုင်းအနေနဲ့သတ်မှတ်ထားတဲ့အသက်အရွယ်ရောက်သည့်အခါတိုင်းကျန်းမာရေးစစ်ဆေးမှုတွေကိုလာရောက်လုပ်ဖို့တိုက်တွန်းလိုက်ပါတယ်သတ်မှတ်ထားတဲ့အချိန်မှာစစ်ဆေးမှုတွေကိုလုပ်ခြင်းကမိမိကျန်းမာရေးအတွက်အရေးကြီးတဲ့အချက်ဖြစ်ပါတယ်ဒါကြောင့်ဒီဝန်ဆောင်မှုတွေကိုအပြည့်အဝအသုံးချပါစေဒါမှတပါနောက်ခါမှာဖြစ်နိုင်တဲ့နှလုံးရောဂါအကြီးအကျယ်တွေကိုကြိုတင်ကာကွယ်နိုင်မှာပါကျေးဇူးတင်ပါတယ်